ဂျပန်မှာခောက်ဆွဲစားရင်အတန်ပလန်အကျဲကြီးထွက်အောင်စားကြတာလေဂျပန်စာစတင်စားတောင်းတဲ့အခါမှာအကြီးကျယ် culture shock ရစေတဲ့စပွဲတင်ရင်ကျေးမှုတစ်ခုရှိပါတယ်အဲ့ဒါကတော့ ramen soba နဲ့ဥဒုံလိုမျိုးခောက်ဆွဲလေးကိုစားတောင်းတဲ့အခါမှာနှကန်းကနေပြီးတော့အတန်အကျဲကြီးထွက်အောင်စားတောက်ခြင်းပဲဖြစ်ပါတယ်ရှင်ကမ္ဘာနိုင်ငံအများစုရဲ့စပွဲတင်ရင်ကျေးမှုအရာထမင်းစားတဲ့အခါမှာဖြစ်စေဟင်းရည်တောက်တဲ့အခါမှာဖြစ်စေပလောက်ပလောင်နဲ့အတန်ထွက်အောင်စားတာဟာအလွန်ကိုရိုင်းဆိုင်တဲ့အပြုတ်မှုတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်နော်ဒါပေမဲ့ဂျပန်မှာကတော့လူကြီးလူငယ်မိန်းကလေးယောက်ျားလေးမျိုးခောက်ဆွဲဆိုင်တွေကိုရောက်တာနဲ့အတန်အကျဲကြီးထွက်အောင်လို့အပါတရစားနေကြတာကိုတွေ့ရင်အကြောင်းမသိတဲ့သူတွေအဖို့တော့အမြင်စိမ့်ပြီးတော့အတော်လေးအနေရခက်တတ်ပါတယ်ဂျပန်မှာခောက်ဆွဲကိုဒီလိုအတန်ထွက်အောင်စားတာဟာရိုင်းရမရောက်ပဲရင်ကြီးရကြတာလဲဆိုရင်တော့အဓိကလေးဝက်ချက်ကအရသာကိုအပြည့်အဝခံစားနိုင်ဖို့နဲ့အပူတတစီဖို့ဆိုတဲ့အကြောင်းပြချက်တွေကြောင့်ပါပဲရှင်ဂျပန်ခောက်ဆွဲဆိုင်တွေကပြင်ဆင်ပေးတဲ့ဟင်းရင်ကမိဖို့ဘောကနေချက်ချခြင်းစုပွက်နေတာမျိုးပါဒီလိုမျိုးပူလွန်းလာတဲ့ခောက်ဆွဲဘက်တွေကိုဇွန်းနဲ့ခတ်ပြီးတော့ဖြည်းဖြည်းချင်းအေးခံစားနေမယ်ဆိုရင်ခောက်ဆွဲဘက်တွေပွပွရောင်ရောင်ဖြစ်သွားပြီးတော့မူလအရသာပျက်စီးသွားတတ်ပါတယ်ဒါကြောင့်ပါဇက်ထဲကိုလေနဲ့အတူရောနှောပြီးတော့အရှိန်ပြင်းပြင်းထည့်စားလိုက်တဲ့အခါလေကခောက်ဆွဲကိုအလိုအလျောက်အေးခံပေးလိုက်သလိုဖြစ်သွားပြီးတော့ရှာကိုမပူစေဘဲနဲ့လက်လက်ဆက်ဆက်စားသုံးနိုင်ပါတယ်ဝိုင်းမီဆန်တဲ့သူတွေဝိုင်းကိုပါဇက်ထဲလေးနဲ့သွင်းပြီးတော့အရသာခံတယ်လို့ပဲခောက်ဆွဲဟင်းရဲ့မှွေးပြန့်တဲ့ရနံ့တွေကနှာခေါင်းလေးကိုလေနဲ့တူပြန့်နှံ့သွားပြီးတော့အရသာကိုအစပေါင်းများစွာပုံမကောင်းမွန်သွားစေတယ်ဆိုပြီးတော့ဂျပန်တွေကအခိုင်အမာယုံကြည်ထားကြပါတယ်ဒီယဉ်ကျေးမှုပေါ်ပေါက်လာရတဲ့တမိုင်းကြောင်းကိုပြန်ကြည့်ရင်တော့အဲ့လိုခက်လို့ခေါ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒီခေတ်တုန်းကစူပါခောက်ဆွဲဆိုတာလမ်းမေးဆိုင်လေးတွေမှာမတ်တရက်ပြီးတော့ခဏတစ်ဖြုတ်အမြန်စားသွားရတဲ့အလုပ်သမားတွေရဲ့ fast food တစ်မျိုးပါရှင်အလုပ်များတဲ့ဂျပန်လူမျိုးတွေဟာအချိန်မလစ်အောင်ပူပူနွေ့နွေ့ခောက်ဆွဲကိုမြန်စားနိုင်မှုအတွက်အတန်ထွက်အောင်လို့စားတဲ့နီလန်းကိုတီထွင်ခဲ့ကြရကနေဒီနှစ်ခေတ်အထိမျိုးဆက်တစ်လျှောက်လုံးဆွဲမြဲလာခဲ့တာဖြစ်ပါတယ်ဒါအပြင်ခောက်ဆွဲကတိတ်အရသာရှိလွန်းလို့အားရပါရစားနေတဲ့ဆိုတာကိုဆိုင်ရှင်စဖို့မှုသိအောင်အတန်နဲ့တက်တည်ပြတဲ့ကျေးဇူးတင်ချီးကျူးခြင်းပြရုပ်တစ်ခုအနေနဲ့လည်းသတ်မှတ်ထားကြပါသေးတယ်ဒါပေမဲ့ဒီနေရာမှာအထူးသတိထားရမယ့်အချက်တစ်ခုကတော့ဂျပန်မှာအတန်ထွက်အောင်စားခွင့်ပြုထားတာဟာခောက်ဆွဲအမျိုးအစားတွေအတွက်ပဲဖြစ်ပါတယ်နော်ထမင်းစားတဲ့အခါပလွတ်ပလွတ်နဲ့ဝါးစားတာမျိုးဟင်းရီကိုအတန်ထွက်အောင်တောက်တာမျိုးကိုတော့ဂျပန်တွေကလည်းအလွန်ကိုရိုင်းဆိုင်တဲ့အပြုတ်မှုအဖြစ်ပြင်းပြင်းထန်ထန်ရှုံချကြပါတယ်ခောက်ဆွဲကိုသာချွင်းချက်အနေနဲ့ခွင့်ပြုထားတာပါရှင်အခုနောက်ပိုင်းမှာတော့နိုင်ငံတကာကမ္ဘာလှည့်ခီးသွားတွေများလာတဲ့အတွက်အတန်ထွက်ပြီးခောက်ဆွဲစားတဲ့အတန်ကိုယွင်ရှာတက်တဲ့နိုင်ငံသားတွေနဲ့ဂျပန်တွေကြားမှာ noodle harassment ဆိုတဲ့ယဉ်ကျေးမှုပုတ်တိုက်မှုပြဿနာလေးတွေတောင်ရှိလာနေပါတယ်။ဒါကြောင့်မလို့ဂျပန်ခောက်ဆွဲဆိုင်ကိုရောက်တဲ့အခါဘီကဂျပန်တွေအတန်အကျဲကြီးနဲ့စားနေတာကိုမြင်ရင်ရိုင်းနေလို့မထင်ပဲသူတို့ရဲ့ချစ်စရာယဉ်ကျေးမှုတစ်ခုအဖြစ်နားလည်ပြီးဖို့အတွက်လိုအပ်ပါတယ်နော်။ကိုရိုင်းကမြန်မာအလေးအထအတိုင်းအတန်မထွက်ပဲအေးစီစီစားခြင်းနဲ့ဆိုရင်လေဘယ်သူကမှအပြစ်မပြောသလိုသူတို့လိုအတန်ထွက်အောင်လိုက်စားကြည့်မယ်ဆိုရင်လေခောက်ဆွဲရဲ့အနှံ့အရသာကတကယ်ပဲပိုကောင်းလာတာကိုအံ့ဩဖွယ်ကိုတွေ့ခံစားရမှာဖြစ်ကြောင်းဘူတုဒအနေနဲ့အသေးစိတ်မျှဝေပေးလိုက်ရပါတယ်ရှင်